မီဇိုစကားကိုအတိကတင်ပေးရတဲ့ရွေးချက်ကတော့ဒီကာလမှာအခြေအနေမျိုးမျိုးကြောင့်မီဇိုရမ်ကိုရောက်ဖြစ်တဲ့ဆိုလို့ရှိရင်သူတို့ရဲ့အခက်အခဲကိုတနည်းတစ်ဖုံနဲ့ဖြေရှင်းဖို့ပဲဖြစ်ပါတယ်။အခုဆိုလို့ရှိရင်ကျွန်မခရိုင်းလို့မဟုတ်ပဲနဲ့တနင်္လာနေ့ကနေပြီးတော့တနင်္ဂနွေနေ့အထိပေါ့နော်တပတ်လုံးလုံးအမြဲတမ်းအတန်းရှိပါတယ်အတန်းတင်ပေးပါတယ်ဒီ batch တွေမမီသေးတဲ့သူတွေအနေနဲ့လည်းနောက်ဆက်ပြီးမှလည်းခေါင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆောင်းပေးကြဖို့လည်းပြောချင်ပါရှင်တနင်္လာနေပြီးတော့ဂျာတပိတိထီတင်နေအဖွဲရဲ့ပြီးတော့တောက်ကြနေပြီးတော့တနင်္ဂနွေနေ့ထီတင်နေအဖွဲဆိုမှနှစ်ဖွဲရှိပါတယ်အဲ့မှာလည်းကျွန်မ test လေးတွေလည်းတို့အချိန်အဆင်ပြေရင်ပြေလို့ပေါ့နော်လို့ပြဖြစ်ပါတယ်ဒါပေမဲ့ဒီဟာလေးပဲမကြခင်မှာပေါ့နော်ပိတ်တော့မှာဖြစ်ပါတယ်သူတို့လည်းခဏအတန်းနာရမယ်ပေါ့နော်နောက်ဆက်ပြီးတော့တင်ရင်တင်ပေးနိုင်တယ်အဲ့ဒါတော့အခြေအနေရဖြစ်သွားမယ်ပေါ့နော်ကျမရဲ့အခြေအနေကြောင့်မလို့ဒီတင်နန်းတွေရောကျမအခုလက်ရှိရောက်နေတဲ့ပတိတွေရောအော်ဒါပိတ်တော့မှာဖြစ်ပါတယ်လို့လည်းရှုကမှန်ကြည့်အောင်ဘွေem ဒီတော့ချင်လေဆိုရင်ငါမယုံဘူးဆိုရင် ring lo တော်ရလဲစဉ်းစားတာကို ngai to ngai ပါတီတာကို sha အားလဲဆိုရင် Wala English လာကြပါအငယ်ကိုပြောလာဟုတ်တယ်အငယ်ကိုပြောတာ